အားလုံးမင်္ဂလာပါထိုင်းနိုင်ငံမှာ15ရက်10လ2025ရက်နေ့မှာဗတ်စီရင်အသစ်ဖွင့်လိုက်ပြီဆိုတော့ဘတ်ဆိုတာဘာလဲနဲ့ဘယ်လိုလူတွေလှူထားတင်လဲဆိုတာကိုကျွန်တော်အနည်းငယ်လေးပြောပြချင်ပါတယ်။ပန်းရောင်ကဘက်ရိုက်တယ်ဆိုတာကထိုင်းနိုင်ငံမှာတရားဝင်နေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့ကုန်ကျစရိတ်အသက်သာဆုံးဒီလန်တစ်ခုတည်းအပါဝင်ဖြစ်ပါတယ်။ဒါကိုဘယ်လိုလူတွေလုပ်တင်လဲဆိုတော့ဗီဇာတက်တန်းကုန်ရဲ့လူတွေအလဲဗီဇာနဲ့ဝင်လာတဲ့သူတွေနိုင်ငံထဲမှာအခြေအနေအကြောင်းမျိုးကြောင့်ဗီဇာတက်တန်းကုန်ပြီးဖြစ်နေတဲ့သူတွေဖြစ်မနေလို့ထားတင်တယ်လို့ကျွန်တော်မြင်ပါတယ်။အခုလာမယ့်ဘတ်စနစ်မှာတော့နေလေးနဲ့ဝတ်ပါမီကတခါတည်းရှောက်ထားတာကိုလည်းမပေးပါနဲ့เนาะ။အဲ့ဒါအပြင်ဟိုကျွန်တော်ထင်နိုဝင်ဘာနဲ့ဒီဇင်ဘာလတွေမှာမြန်မာနိုင်ငံမှာရှိနေတဲ့သူတွေကထိုင်းနိုင်ငံကိုဖြစ်မနေရောက်ထားတင်တယ်လို့တော့ကျွန်တော်မြင်ပါတယ်။ထိုင်းနိုင်ငံကိုရောက်နေတဲ့လူတွေအတွက်ကတော့ကိစ္စမရှိပါနဲ့ဒီမြန်မာပြည်မှာရှိပြီးပတ်စင်းတင်ထားတဲ့လူတွေတော့ကတော့နိုဝင်ဘာနဲ့ဒီဇင်ဘာကိုရောက်တင်နေဆိုတဲ့အချက်ကတော့သူတို့ရဲ့လှုပ်ဆောင်ချက်ကပုံမှန်တိုင်းဆို6ခုရှိပါတယ်ကျွန်တော်နာမည်စင်းတင်မယ်ကျန်းမာရေးစစ်ဆေးမယ်ကျန်းမာရေးအာမခံဝယ်မယ်ပြီးရင်လုပ်ခွင့်ဝတ်ပါမစ်ကိုGoogle account ကတော့ဗီဇာနဲ့တူတူဝတ်ပါမစ်နဲ့ name list ကတွဲတင်ရတယ်ဆိုတော့တစ်ခါလေးပေါ့နော်မဖြစ်မနေရတော့လက်ပွေနေဖို့နဲ့ဗီဇာစင်းသွင်းခြင်းရတော့ဒီဇင်ဘာနဲ့နိုဝင်ဘာနဲ့ဒီဇင်ဘာထဲမှာရောက်မှာဖြစ်မှာပါစိတ်မချရတဲ့အကျိုးဆောင်နေစီမှာဗတ်စင်းတီမီစိတ်ရောလူရောပင်ပန်းတာတွေဖြစ်မှာမလို့သတိထားဖို့တော့ကျွန်တော်အကြံပေးချင်ပါတယ်ဗတ်စင်းတင်တာကလည်းသူတို့ပေးတဲ့အချိန်ကာလလေးတော်တွင်မှာလူအများကြီးနဲ့တင်ရတာဖြစ်တဲ့အတွက်ကြောင့်ဗတ်စင်းတင်လို့ name list တင်ဝင်မရလိုက်တာမျိုးတွေဒီလည်းဖြစ်နိုင်ပါသေးတယ်ဒီလို risk တွေကိုရှောင်ရှားခြင်းတဲ့သူတွေမိမိမှာတထေးမရှိဘဲနဲ့တထေးငားမဲ့သူတွေယုံကြည်စိတ်ချရပြီးတော့စလည်ဆုံးလုပ်ပြီးအကျိုးဆောင်ရှာနေတဲ့သူတွေအတွက်ဗီဇာနဲ့ဝတ်ပါမရတဲ့အထိလို့ဝန်ဆောင်ပေးတဲ့ကိုယ်စားလှယ်တွေကိုတော့ကျွန်တော်တို့ကနေပြီးလမ်းညွှန်ပေးလို့ရပါတယ်။ document တွေအများကြီးပေးရမှာလားလို့နေနေတဲ့သူတွေအတွက်ကတော့အများကြီးမလိုပါဘူး။မှတ်ပုံတင်ရှင်းနောက် passport ညနေပြည်တကောင်စီရှင်းနောက်နဲ့ကျွန်တော်တို့ကိုယ်တစ်ပိုင်းပြက်လိုင်စင်ပုံဓာတ်ပုံပေါ့နော်ဓာတ်ပုံပို့ပေးလည်းရပါတယ်အဲ့ဒါပဲလိုအပ်ပါတယ်ဗတ်စင်းကတော့ဒီမှာပဲအပ်ပါအာမခံချက်ရှိရဲ့လူတွေကိုပဲရွေးချယ်ပြီးတော့အစီအစဉ်ပါတယ်ကျွန်တော်တို့စီမှာပဲမေးမြန်းတာပဲဖြစ်ဖြစ်အခုညီတောင်းတာပဲဖြစ်ဖြစ်ကျွန်တော်ချက်ပေါက်ကိုလာခဲ့လို့ရပါတယ်အောက်လန်းပို့တာမဟုတ်ဘူးเนาะဘက်ရိုက်ဖို့ကူညီပေးတာမင်းဒီမှာဆိုလို့